တယ် imported random မှာစိုက်ထားတဲ့အပင်လေးတစ်ပင်ဟာမိုးတွေများလွန်းတာကြောင့်တင်ပါတယ်အမြစ်တွေရေမျောတဖြည်းဖြည်းနဲ့ညှိုးလျော်သွားတာအရွက်တွေတရွက်မှမရှိတော့ဘူးအခုရက်ပိုင်းတော့အနည်းငယ်တတရရလေးပြင်ဖြစ်လာတယ်နေအောင်လဲပွင့်လာတဲ့သူ့ဘေးနားမှာဝတ်နေတဲ့ရေတွေကိုခတ်ထုတ်ပစ်လိုက်ရတယ်သူ့ကိုမြေကြီးအသစ်ထည့်ပြီးနေအောင်ပြပြီးနေရာရွှေ့ပြီးမြေဆော့ပေးလိုက်တာအရွက်စိမ်းပေါက်စကလေးတွေပြန်ပြီးထွက်လာပါတယ်တပင်ကလေးပြန်နေကောင်းလာခဲ့ပြီပေါ့အရွက်တွေဝေးလာခဲ့ပြန်ပြီပေါ့အသီးတွေအပွင့်တွေဝေးစားဖို့အာယူလှမ်းတက်ခဲ့ပြီပေါ့ healing ပြန်လည်ကိုစားကျမ်းမာလာပြီး rediscovering သူနဲ့ကိုင်းညီမှုအဆင်ပြေမှုရှိတဲ့အရာတွေကိုရှာဖွေတွေ့ရှိခဲ့ပြီး starting over အရွက်ကတိတ်ကလေးတွေနဲ့အစားကပြန်စားပြီးတစ်ပင်ကလေးကိုပြုစုနေရင်ကနေကျမဟာကိုပြန်မြင်နေမိပါတယ်လွန်ခဲ့တဲ့တစ်ပတ်ကျော်လောက်ကတည်းကအလုပ်တွေများစိတ်လဲပင်ပန်းနေတာကြောင့်မနက်ခင်းစာစုတွေမတင်ဖြစ်သလို social media လဲရှော့ထားခဲ့ပါတယ်ဘာတွေစိတ်ဆင်းရဲပင်ပန်းနေတယ်လဲဆိုတာစာဖွင့်မပြတော့ပါဘူးအားလုံးဖြစ်သလိုကိုလည်းဖြစ်နေတာပါပဲခံပြင်းတာတွေဒေါသတွေစိတ်ပူရတာတွေအစင်မပြေစုံတဲ့ဘဝတွေမြင်ရပြီးကြည်ခွဲရတာတွေပါပဲအဲ့ဒါတွေအုံဖွဲများပြားလာတော့စိတ်မှာမသားရတော့ဘူးမကြည်လင်တော့ဘူးစိတ်ဆန်းအားတွေကျလာပါတယ် energy တွေက low vibe တဲ့ရောက်လာပါတယ်စစ်စစ်မှုတွေမရှိပဲပိတ်ဆို့ချက်ခဲကုန်ပါတယ်ကျမထိခိုက်ပျက်စီးသွားတယ်တစားစီကျိုးပဲကျွေးမွသွားတယ်ကျမပျောက်ဆုံးသွားတယ် I am damaged I am broken into pieces I am lost ဒါတွေမှကျမဟာစိတ်ကိုအမျိုးမျိုးပြောင်းလဲနိုင်တဲ့နည်းလမ်းတွေကိုသိတယ်လုံးလဲလုံးတတ်တယ်လုံးနိုင်တဲ့အရှိန်တွေလည်းရှိတယ်ရှုထောင့်တွေကိုပြောင်းတတ်တယ်ထောက်ကူပစ္စည်းကိရိယာတွေအစုံအလင်လည်းရှိတယ်ပဲဆိုပါစို့ဒါတော့မှကျမဟာစိတ်ခက်ခဲပင်ပန်းတာတွေကိုခံစားရပါတယ်အဲ့ဒီလိုခံစားနေရတဲ့အချိန်မှာငါဟာတိတ်တနာစရာကောင်းပါလားငါဘဝဟာစိတ်ပြည့်စရာပဲဆိုတဲ့ဗီတန်နီယာကနေမဟုတ်ပဲသူ့ကိုမေတ္တာစိတ်နဲ့မြင်ကြည့်တယ်ငါအတော်ပင်ပန်းနေတာကိုသိတယ်ငါရဲ့စိတ်ကလေးကိုအေးချမ်းအောင်နေရမယ်ငါစိတ်မှာငြိမ်သက်ရှင်အစိမ်းရှိနေပါစေဒီလိုဖြစ်ဖို့ငါဘာတွေလုပ်ရမလဲငါလုပ်နိုင်တာဘာတွေလဲလို့ပြန်တွေးမိပါတယ်လိုက်ရှာနေခဲ့ပါတယ်ကိုယ့်ရဲ့ပစ္စည်းကိရိယာတန်ဆာပလာတွေကိုထုတ်သုံးရတော့တာပေါ့တရားတွေနာရတယ် self talk ကိုစကားတွေပြောပြရတယ် affirmation ယုံကြည်ချက်တွေကိုပြန်ပြီးတည်ဆောက်ရတယ် positive thinking အကောင်းမြင်စိတ်တွေကိုပြန်ပြီးမွေးမြူရတယ်အရာရာဖြစ်သမျှကောင်းနေတယ်လို့မြင်တာမဟုတ်ပဲနဲ့အခုဖြစ်နေသမျှအစင်မပြေမှုတွေကိုကျော်လွှားအောင်နိုင်သွားနိုင်မယ်ဆိုတဲ့မျှော်လင့်ချက်ထားတာဟာကျမဆိုလို့ရှင်တဲ့အကောင်းမြင်စိတ်ဖြစ်ပါတယ်ကာလဒါနကုသိုလ်ထုတ်ကလေးတွေဝေမျှတဲ့အလုပ်ကိုနေ့စဉ်ဆိုသလိုလုပ်တယ်မိတ်ဆွေတငယ်ချင်းတွေကိုစားတောက်စရာလေးတွေလက်ဆောင်လေးတွေပို့ပေးဖြစ်တယ်ခင်မင်မှုကိုပြတယ်စာအုပ်တွေအများကြီးဖတ်ဖြစ်တယ်အိမ်ချင်းနဲ့အဓိကကတော့ကိုမကြိုက်တဲ့အရာတွေကိုသွားမတွေးမိအောင်စိတ်ကိုသူကြိုက်တဲ့အစာတွေပွေးတွေးထားလိုက်တာပါပဲ self comparison ကိုဂရုဏာစိတ်မေတ္တာနဲ့တွေးပတ်လိုက်တာပါပဲအတိမဲ့ပြုဝေးလိုက်တာပါပဲဒီလိုနဲ့ထိခိုက်နာကျင်နေတဲ့စိတ်ကလေးကိုပြန်လဲကူစားပေးလိုက်ရပါတယ်စိတ်ထဲမှာတင်ကျပ်ပြီးပြင်းပြင်းစင်းရဲနေတာဟာကိုနှစ်လိုတဲ့ lifestyle ဘဝနေထိုင်မှုပုံစံမဟုတ်ပဲကိုစိတ်ကိုတက်တာတော့အောင်လုပ်လို့ရတဲ့နည်းလမ်းတွေအများကြီးရှိနေသေးတယ်ဆိုတာကိုရှာဖွေတွေ့ရှိခဲ့ပါတယ်ကျမလိုချင်တဲ့ energy ဟာကိုတွင်းမှာပဲအလုံးအလောက်ရှိနေပါတယ်ကိုယ်တိုင်ဖော်ထုတ်ယူမှဖြစ်မယ်အမ်တော်
င်လေးတွေကိုပြုစုနေရတာနဲ့တူတူပါပဲဒီရက်တွေမှာကျမဟာသစ်ပင်ကလေးကိုပြုစုစိုက်ပျိုးနေခဲ့တယ်လို့ကိုလည်းပြုစုစိုက်ပျိုးနေခဲ့ရတာပါပဲလူတစ်ယောက်ဟာကိုမေတ္တာမထားနိုင်ဘူးဆိုရင်တခြားသောတစ်စုံတစ်ယောက်အပေါ်မှာမေတ္တာထားနိုင်ဖို့လည်းခက်လာပါတယ်ကိုမေတ္တာထားဖို့ရှင်းဖို့ self compassion ရှိဖို့ဆိုတာပြောရတာလွယ်ပေမဲ့တကယ်အလုပ်ခက်ပါတယ်တခါလေကျတော့ကျမတို့ကိုယ်တိုင်ကကိုယ့်ရဲ့ရန်သူပြန်ဖြစ်နေတတ်တာမျိုးတွေအများကြီးရှိပါတယ်ကိုမကြိုက်တာတွေမဖြစ်ရှင်တာတွေကိုပဲကိုယ်တိုင်ဆက်လုပ်နေမိတယ်ကိုနှိပ်စက်နေတယ်ဒါကြောင့်ကိုမှန်ကန်တဲ့နီးလေးနဲ့မေတ္တာထားနိုင်ဖို့ဆိုတာအလွန်အရေးကြီးပါတယ်ကိုစိတ်နဲ့ကိုဟာမိတ်ဆွေလို့ဆက်ဆံရေးမျိုးရှိနေမှသာ